မနီပါကျွန်တော်ဒီနေ့မနက်ခင်းရန်ကုန်မြို့ရဲ့လင်းလို့ကောင်းတဲ့လမ်းလေးတွေကိုလိုက်ပြပေးပါအောင်ပေါ့နော်ကိုတော့နှောင်းနေတယ်ကျွန်တော်ထွက်လာတဲ့အရင်ထွက်တဲ့ရိုက်မလို့ရမယ်ဒီကပြက်နေအမြောက်ကလာမှရက်ကွက်မှာဒီအကုန်ပြက်နေပါတယ်ဒီဗီဒီယိုလေးကခုမှစစီမဲ့ညီကိုတွေအတွက်ရွယ်ပြီးလုပ်ကြတာပေါ့နော်မနက်ခင်းလေးအရန်ကိုအဝေးတွေလည်းမနေနိုင်သေးတဲ့အချိန်စပြီးစီမယ်ပေါ့ဆိုရင်ရန်ကုန်မြို့မှာနင်းလို့ကောင်းတဲ့လမ်းလေးရှိပါတယ်တော့အဲ့လမ်းလေးကိုနင်းကြတာဗျလိုက်ခဲ့ပါအောင်ခုတော့မှောင်နေဗျနည်းနည်းလေးလင်းတဲ့နေရာရောက်မှာပဲကျွန်တော်ဆက်ရိုက်ပြတာနော်ဒါကတော့မဟာကျင်ကြီးစားရှင်ဖျားရှိရဲ့လမ်းကြီးပေါ့ဗျာကျွန်တော်တို့နောက်ကလာနဲ့ဒီရွှေပေါက်ကံကိုဓာတ်ရိုက်လာလို့ရတယ်လမ်းဒီမှာကတော့ဒါမဟာကျင်ကြီးရှင်ဖျားကြီးဒီလမ်းရလေဒီလိုကောင်းတဲ့လမ်းလေးတွေမှာပါတယ်ဗျတစ်ပင်တွေအများကြီးနဲ့အေးနေရတယ်နင်းမယ်ဆိုရင်တော့ကဲဆက်လိုက်ခဲ့ပါအောင်ကျွန်တော်လင်းတဲ့နေရာရောက်ဆက်ရိုက်ပြီးပါကဲရောက်ပြီဒါတော့အမှတ်3လမ်းမကြီးကိုဓာတ်ရိုက်ပေါက်တဲ့ကုသမလမ်းမကြီးပေါ့ဗျာနော်ဒီရန်စာကြီးကြီးကတော့လင်းသွားပြီကျွန်တော်ကိုပချမ်းမှာတော့မီးပြတ်နေဒီလမ်းလေးလည်းမနက်ခင်းတော့ကားရှင်းတော့ဒီလိုကောင်းတယ်ဒါပေမဲ့ဒီလိုဆိုင်ကလာဟောဗျာကားတွေကရှင်းတော့ရမ်းမောင်းတယ်ကျွန်တော်တို့လမ်းမေးကပ်ပြီးနေတာတော့ကောင်းဆုံးပဲပေါ့အဲဒီက train ကြီးမယ်ဆိုရင်ကျွန်တော်အုပ်ထုပ်လေးတွေtrain ကြီးပေါင်းနေအိမ်လေးဝက်ပြီးတော့သွားတာအကောင်းဆုံးပဲဗျာဆိုရှင်ဟာတည့်ရတိုင်းဆိုရင်မှဆိုရင်နည်းတော့အဆင်ပြေတယ်မဖြစ်နိုင်တော့အဲ့လိုစပိန်ကြီးရဲ့စုအစုံနဲ့နေတာတော့အကောင်းဆုံးပဲကဲလိုက်ခဲ့ဦးဗျာတော့ဆက်သွားကြမယ်ကဲကျွန်တော်မြောက်ကလာဝိုင်းကိုရောက်ပြီဗျာဒါတော့မြောက်ကလာဝိုင်းပေါ့ဗျာသူကကျွန်တော်ဒီမှတ်3လမ်းဒုတိယလမ်းကြီးရနေပြီးတော့မြို့ရဲ့ဘက်ကိုဒါကြီးသွားလို့ရလမ်းပေါ့ဗျာအခုကျွန်တော်နေနေတာဒီဘက်ချမ်းကလမ်းကတော့မြောက်တကုံနဲ့ဆက်ထားတာသူကမြောက်တကုံဦးကျော်သူတို့ငါရေးကူညီမှုအတင်းဒီတရားစင်းဝိုင်းရောက်တယ်ဗျာအဲ့အနေလာရတာပေါ့ဒီဘက်ကတော့အမှတ်နှစ်ဈေးဘက်ကိုကနေဈေးဘက်ကိုသွားတဲ့လမ်းကြီးပေါ့ဗျာဒါကတော့ကျွန်တော်တော့တဲ့သွားပါဗျာကားရှိလို့ဒီဘက်ကိုကိုလိုက်တာဒါကကြတော့ဒါနေစိမ့်ကိုတက်တဲ့တရားဗျအဲ့ဒီကနေပြီးတော့ဒီဘက်ညာဘက်ကိုချိုးချဝိုင်းနေစိမ့်ကိုရောက်တယ်ပေါ့ဗျာမြို့လေးကိုသွားမယ်ဆိုရင်တော့ဒီတဲ့ပေါ့ကျွန်တော်ကတော့လောဆယ်တဲ့ပဲနေအောင်ကျွန်တော်ဒီလမ်းနေလဲနောက်ကျရင်နေမြမယ်ဗျနော်ဘယ်ချမ်းတော့လည်းတမီးတိုင်းနေတော့တိတ်မရှိဘူးနည်းတော့မှောင်သေးတယ်အချိန်ကအခု9:03လောက်ပဲရှိသေးတယ်9:73လောက်ဆိုတော့နည်းစောသေးရဗျနော်ကျွန်တော်စောကြီးနင်းလို့ကောင်းတဲ့လမ်းလေးစီနေမယ်ဗျာတက်ခဲ့အောင်ကျွန်တော်ပြောရတာကြီးဒီကတက်သွားရင်လည်းရတယ်ကျန်ရင်လည်းဒီလိုကောင်းတယ်ဗျာဟာနေကောင်းတယ်ရမလည်းပိုင်းနေရတော့နေလဲအေးတယ်စောင်းဝင်5စားလေးဆိုတော့နည်းနည်းလေးတော့အရမ်းမအေးပေမဲ့နည်းနည်းလေးတော့အေးတယ်ဘုံမှာကြီးနေလူလည်းရှိရဗျာဒါရှိတော့ရင်မလမှုရောက်ပြီနော်မလမှုဖျားအောင်ရောက်ပြီလိုက်ခဲ့အောင်ဗျာကျွန်တော်ဆက်ဆွဲကြဒီနေ့တော့ကျွန်တော်တယောက်တည်းထွက်လာတယ်ဗျာOSC for speed တယ်ပေါ့ဗျာ
ဒါမလုံးဘူးပြဗျာပူကြပါအောင်ညဘက်ဆိုတော့ရန်တော့နေရာသေးဗျဒီဆက်ဆွဲလိုက်အောင်ဗျာဒီလမ်းပေါ်ရောက်ဒီဘက်ဘာကြီးလမ်းပေါ်တက်မယ်ဟောဗျာနော်လိုက်ခဲ့ပါအောင်တော့ဒီတရားကြီးကနေတက်ကောင်ဗျာမြင်ရတာတော့မသိဘူးတရားတက်တော့ကြရနော်ဒီဘက်ဒီညာဘက်ချမ်းမှာလမ်းတစ်လမ်းရှိအဲ့လမ်းနေချိုးရင်ကျွန်တော်တို့ဝေဒနာလမ်းကိုရောက်အောင်ဗျာမြမတန်တို့ဝေဒနာတို့လမ်းကိုရောက်အောင်အဲ့ဘက်ချမ်းကျွန်တော်တို့တဲ့ဒီလမ်းဘက်တက်ပြီးတော့ဘာကြီးဖျားလမ်းကိုတက်မယ်ဗျာဒီလမ်းလေးမိုက်တယ်ဗျာဟာဒီချိန်မို့လို့ဒါတရားပေါ့ဗျာရာကြီးကတော်တော်ကြာနေပြီမိုက်ကောင်းနေတော့ကြည့်ဒီဘက်ချမ်းဆွမ်းနာတော့လမ်းလေးကိုပြေးပြီးတော့ဟိုတော့ရဝေငါလမ်းကိုရောက်ကျွန်တော်ဘိုက်ဖျားလမ်းကိုတက်ရမိုက်ထားလမ်းရှိရထားလမ်းโอเคဆင်းလိုက်အောင်ဘိုက်ဖျားလမ်းကိုရောက်ရဆွမ်းနာတီလမ်းဘက်ချမ်းမှာလိုက်လို့အဆင်ပြေလို့ဗျာဒါရှိဆိုရင်ဘိုက်ဖျားရောက်အချိန်က9နာရီ20လောက်တော့ရှိပြီဒီလမ်းလေးနင်းလို့ကောင်းလိုက်တာမနှက်ဆောင်ဘူးဒါပေမဲ့ခုတော့ရှိရဗျဂုံးလို့ပြောမှာတေးလေးရောဗျာကမူလေးတွေဗျာအဲ့ဒါလေးရှိရအဲ့ဒီကမူလေးတွေတော့တဆင်းလေးရှိရတဲ့နေမယ်ဆိုတော့ဒီလိုကောင်းတဲ့လမ်းလေးထဲမှာပါရချိန်ရင်းဆိုတော့ဒီလိုချိန်ရင်းထွက်ပြီးနေတာကောင်းတယ်အဝေးသွားမယ်ဆိုလည်းဒီလိုချိန်တော့သွားအဲကိုသွားခြင်းနေရာဟိုဒီမပူခင်လေးပေါ့ရောက်တယ်ပေါ့ကောင်းတယ်အောင်လမ်းဆိုရင်ဟဲ့ဟာဒါဘိုက်ဖျားလမ်းကဘာကြီးဖျားရောက်ရမှာဘိုက်ဖျားရဘယ်တော့လဲစပိန်နေနဲ့လူများတယ်ကဲဒီခါနေမှာမို့ဆင်းမှာကုန်းဆင်းလိုက်အောင်โอเคရှေ့ရောက်မှထက်ရိုက်ရဗျာဘာလို့နဲ့နင်းလာတာဗျာကျွန်တော်ခုအင်းရတော့ရောက်ပြီဒါအင်းရဒါကဘာအင်းရဘာအင်းရတော့ရောက်ပြီဗျာနော်ကျွန်တော်ဘောကအများကြီးကြောက်တာမိဘနေရမ်းများတယ်ဝင်းနေတော့ကျွန်တော်ကြိုက်ကတိတ်စစ်နေပြီဗျာရှင်းမှာဒါကျောင်းမယ်ဆိုရင်ဒီလိုနာပဲအင်းရပါဗျာဝယ်ချမ်းမှာငါဗလာလာရှိမှာလေကန်ရှိတယ်ဗျာဒါကတော့ဒီတိတ်နေလိုက်အောင်ဗျာဒီနန်းလေးလေကောင်းတယ်ကျွန်တော်နင်းပြအစုပ်တစ်ခုချင်းစီပေါ့ဗျာဒါပဲအချိန်က9:30ရှိပါပြီ
ရှင်လေးကအားကစားလုပ်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တော့ခုကန်တော်ကြီးကြည့်နေတယ်ဗျာအပိုင်းရံသားတွေပါအကုန်ပတ်နေတယ်အပိုင်းထဲော်ဗျာလက်ရံကိုဘာညာရှိမယ်โอเคကျွန်တော်တော့ဒီဓာတ်ကြီးစပိန်တက်လို့မရဘူးဗျရတယ်ကျွန်တော်မတက်ပါဘူးသူညောင်းတယ်ကျွန်တော်စစီမဲ့လူတွေကတော့ဘုံရှောင်းတာကောင်းတယ်ဗျတဲ့ပင်မန်းဟောရဆက်ဆွဲလိုက်အောင်ဗျာကျွန်တော်ဒီကုန်းကမတက်ပါဘူးဒီအောက်ကသွားမယ်အဲရွှေကုန်းနိုင်တော့ရောက်ပြီလားမိုက်ရရှိမရှိဝင်လာတက်ပေါ်ရနော်အဲ့ကျန်ရအဲ့ဘက်လို့စီရဆိုတယ်အဲ့များလို့နော်ရှေ့အောင်ဆက်ရိုက်ရွှေဝင်သားစင်းမရှိတော့ရွှေမုံပြရောက်ပြီလားချင်းက46တော့ဖြစ်သွားပြီอ่ะ46တော့ပြားဒီကွေးလေးကမိုက်တယ်ရှယ်ပဲကျွန်တော်ဟိုမှာတော့အချိန်နဲ့ဆင်ချပြီးတော့တော့ကွေးရရှယ်ဘိုးလေးလည်းနည်းနည်းလင်းသွားပြီအဲ့ရပြဒီချင်းကကားရှင်းတော့နင်းလို့ကောင်းရင်လာရင်ရာလူတော့မိုက်ပိုင်းဆိုရင်ထွက်စီရလူညီကိုတွေကတော့ရှယ်ပဲကျွန်တော်မနေ့ပိုင်းလေးယူထဲမှာပဲနေရရကဘာကြီးလန်းကြီးရတယ်ကဘာကြီးလန်းအရှိကြီးပဲကန်တော်ကြီးရောက်ပြီကျွန်တော်တော့ကန်တော်ကြီးပဲပတ်မှာဆိုဟုတ်တက်ပြီလားညာဘက်ကိုတွားရင်တော့ဒီညာဘက်ကိုတွားရွှေကုန်းဖျားရှိတယ်ရှေ့ရကန်တော်ကြီးပါကျွန်တော်ကန်တော်ကြီးကို50ဘက်လောက်တော့ပတ်လိုက်အောင်โอเคစိန်ကျွန်တော်ဒီဘက်ရွေးထမ်းသွားပြီးတော့ကိုညာချိုးစားလိုက်ရင်ဒါရောက်မှာဗျကျွန်တော်ဒါကတော့ကန်တော်ကြီးပက်တာပေါ့ဗျာကန်တော်ကြီးကိုကျွန်တော်7ဘက်လောက်ပတ်လိုက်အောင်7ဘက်လောက်ပတ်လိုက်အောင်ကန်တော်ကြီးမှာတော့ဒါ training လုပ်တဲ့လူတွေရောအများကြီးစပိန် training တွေရောတီးတဲ့လူတွေရောပုံပေါ်ရအားသမားတွေကတော့ဒီကန်တော်ကြီးကိုပတ်ပြီးတော့ပတ်နေကြတယ်ကိုယ်ကတတိယထားနေရဒီလမ်းအဲ့ဆိုတော့တကယ် training လုပ်နေရဗျာရှိတယ်ဘောကတိုးကြောင်လုံးသွားလုပ်လို့မရအောင်သူတို့လမ်းနေရသူတို့ဒုက္ခရောက်နိုင်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်လေးစေးလေး
ဘာလေးနင်းတယ်တောင်းတယ်တိုက်ခဲ့ဒီထဲမှာနေရလို့ဆိုရင်ဥမာစစီးမဲ့တွေဒီလမ်းလေးမှာပတ်စီးတယ်မိုက်တော့ဘုံနဲ့ကုန်းစီလည်းအရင်ရှိနေတာမျိုးမဟုတ်ဘူးတတိတော့ထားရကိုယ်များတယ်ကိုယ်များတော့နောက်တွေပါတော့လှည့်မကြည့်နဲ့မှာရှေ့ရောက်ကိုယ်ကြီးဆိုသွားချော်လဲပါဘုံတိုင်းကမှာကျွန်တော်လည်းရှုပ်လို့ရတယ်နောက်ကိုလှမ်းပြီးကြည့်လိုက်တာအရှိမှာဘိုးချုပ်ကြီးရုပ်ရှိတယ်ဒီမှာတော့စပိန်သမားတွေပါအများကြီးရှိတယ်အဲဒီတော့နေလားမသိဘူးနောက်ကျွန်တော်ပဲနောက်ကျနေရလားမသိဘူးရှိဘိုးချုပ်ကြီးရုပ်ရကျွန်တော်တော့ဘယ်လိုယူ50ပဲလောက်ပတ်လာအောင်ရအဲ့တော့မပတ်နိုင်ပါဘူးသွားမယ်ချုံနေရလေးကြာဒီဝိုင်းလေးကိုရောတိတ်ခိုင်းလုံးကောင်းခန်းញိုင်းဒီဝိုင်းတစ်ဖက်ကလာတဲ့ကားနဲ့ဇာတ်ကတ်သွားနိုင်အဲကျွန်တော်ချုံနေရလေးတော့လည်းကြာတော့ဆိုရင်ကြီးရမိုက်တယ်တက်ကြီးရဲ့အရွယ်တစ်ခုထိရစီးလို့ရအရန်injury လို့ပေါ့ဗျာနာကျင်တန်ရလည်းမရနိုင်ဘူးမှောက်သွားတော့မသိဘူးဘုံမှန်တော့အားဖြင့် easy ရဟာဟုတ်ကဲ့ဝေးနေ့ကမြင်ရနေရောဗျာဒီလမ်းနေရာကောင်းတယ်တော့အားလုံးသမားတွေပဲရှိတယ်
persona ပြောမယ်စပိန်စီကမိုက်တယ်တက်ရွယ်တစ်ခုတည်းလည်းစီးလို့ရတယ်ကိုယ်လည်းစီးမှာပဲပြီးတော့ကျမ်းမာရတယ်သူကချို့ကျွန်တော်ကြားဘူးလေနှလုံးတွေပါပျောက်သွားတာလို့တွေ့တိုးစီကြိုရော့သွားတာလို့စိတ်မတောက်ရတော့တာလို့သူတို့များများယောဂရောင်တက်တာဟောကျွန်တော်အဲ့တော့ကြိုက်တယ်ကျွန်တော်လည်းရင်ကအဲ့လိုချောင်းဆိုးလာတာဒီလိုမျိုးချောင်းကြီးဆိုးတယ်မိုးရာကြီးဆိုရင်မိုးရဲ့ဆောင်းလို့ဆိုးရတာနှွေးရလွယ်စုတ်တိတ်မကောင်းအဲ့အခုမိုက်သွားဆိုတော့ဒီစီရဲ့တုံးလေးနဲ့တင်လုံးအောင်မဆိုးတော့ကြောက်သွားပါဗျာအဲ့ဒါကျွန်တော်နင်းလိုက်ပါဗျာနည်းကျွန်တော်နင်းကြည့်နင်းလိုက်ပြီမော်မော်အားရှိတော့ကျွန်တော်ပြန်ပတ်လာတယ်ပတ်ကလေးကိုပြန်ရောက်ပြီဗျာလုံးဝအားရှိတယ်ရိုက်ကြတယ်ရိုက်ကြပါဗျာကိုကြီးဆိုတော့နည်းနည်းများရဆိုရင်စီကြပါဗျာကျမိုင်ကောင်းဒါပဲရင်စီရကဲကျွန်တော်ခံတော့3ဘက်တော့ပြီးပါပြီဒီလည်းဒီကျွန်တော်တာဂီတာပန်းညံတရာကိုတက်ပြီဗျာထိုက်ခဲ့အောင်လာပန်းညံတရာပဲဟုတ်ပြီဗျာစားတယ်ကောင်းကြီးရှယ်ပဲတာဂီတာဇာစင်းပြီးငါသေးတို့လာသာတို့သွားတယ်လမ်းမကြီးပေါ်မှာပေါ့ကျွန်တော်တော့တဲတဲ့ဓာတ်ကိုတက်ပြီးတာဂီတာပဲအခုမှဗျာအဲ့မှာရှင်းရှိဟုတ်ပြီပါချားလိုက်အရှိဆိုရင်ဘယ်စနာမူတာပါဗျာနော်ဘယ်ချမ်းဘူးလို့တာလေဒီဘက်ကတော့နေဒီကောင်းလို့ပါတော့တက်သွားတယ်ဘူးလားဒီဘက်ကတော့ကျွန်တော်တို့ခုတက်လာတဲ့ကန်တော်ကြီးဘက်လမ်းကြီးပေါ့ဗျာမင်္ဂလာသေးတို့ဘာဘာနဲ့တက်လာတယ်ရှေ့ကတော့ဂျပန်တရားကြီးဗျာဂျပန်တရားကြီးလာတယ်ကျွန်တော်အဲ့တရားတော့မတက်တော့ဘူးပန်းညင်တရားဘက်ကလှတယ်ဒီလမ်းလေးလှတယ်ဗျာဝိကောက်လေးချိန်က6နာရီ9မိနစ်လောက်ရှိပါပြီဗျာလာရဒီလမ်းရပဲတော့တော့ဒီနားလေးကပိုလာဒီနားလေးကပိုလာရပစနောင်းဘက်သွားတယ်ပေါ့ဒီဘက်တာဂီတာတက်လာလေရကျွန်တော်ပန်းညံလာရောင်းနားရတယ်ဆက်သွားလိုက်အောင်ရှေ့မှာကိုယ်လေးလှတယ်ဗျာကျွန်တော်ရိုက်ပြလို့မရဘူးကိုကြီးရောလေနောက်မှာပဲ
ချက်မောက်လေးပိုင်းနဲ့ရိုက်ပြစနေလိုက်အောင်ဗျာနော်ရိုက်ခဲ့ကြအောင်ဒါကိုင်းရင်တက်တဲ့တရားလမ်းလေးဗျာဒီတော့တာဂီတာနဲ့ဒီလိုနံပါတ်ကူတဲ့တရားလေးဗျာအဲ့ဒါအခုတော့ပန်းညင်တရားလေးလောက်လိုက်တယ်ပေါ့ဘယ်တရားကြီးတစ်ဆောက်လိုက်တော့ဒီကနေ့စီတရားလေးလည်းလာကျွန်တော်ဒီကောင်းမြင်ဖြစ်နေရတာဟိုဘက်ကဂျပန်တရားဒါတရားဟောင်းဒါကျွန်တော်ငယ်ရောဒီဟိုဘက်အစင်းဝါဆိုဘက်မှာနေကျွန်တော်ယူခဲ့တဲ့ကျွန်တော်ချောင်းကြီးပါဗျာโอเคကျွန်တော်ရှိမှခဏနားလိုက်အောင်ဒီမြေကြီးမြေတရီကျွန်တော်နဲ့ကျွန်တော်မေပါအဲ့နားလေးရနေပြီးတော့တမန်လေးစီပါရပြီးတော့ဟိုးပဲပြအဲ့တမန်လေးဒီမှာဆင်းလာအဲ့တမန်လေးဒီမှာဆင်းပြီးတော့စီကိုတွားပါရအမေနဲ့ဒီပေါ်ရင်ကိုချရေကူးကနိုင်တယ်ရှယ်စီလေးတစ်ချက်ရိုက်ပြပန်းညင်ကအစင်းလေးရတဲ့တာဂီတာပဲအစင်းကျွန်တော်ပြီးဂျပန်တရားပဲထပ်တက်ပြန်ရဗျာဂျပန်တရားလည်းလာထပ်ပြီးတက်အပင်ဟောဗျာတာဂီတာပဲချမ်းတရားကြီးထက်တက်နေဗျာရိုက်တော့ရိုက်လို့ရအောင်ပဲတရားကြီးကအတက်ကြီးရှိရအဲ့ကျွန်တော်ပေါ်ရောက်မရိုက်ရအောင်ဗျာနော်ကဲဆက်တက်လိုက်မယ်ပြောက်ဆိုမဲ့လေနိုင်တယ်တော့ရိုက်ပြအောင်ဗျာကြည့်လို့ရအောင်လက်တစ်ဖက်လွတ်ကားဆိုအနေများလို့ကြည့်နေတယ်တွေ့တယ်ခံစားစေချင်လို့ဗျာဒီကပုံမှန်ထပ်စီးမဲ့လူတွေတဲ့ဆိုတော့လည်းမြင်တယ်လို့ပြောလို့ရအောင်ဒီကကျွန်တော်ဆွမ်းနာသွားခဲ့ပန်းညင်ကားလေး
င်းပြီဆင်းလေးပြမိုက်တယ်ရှယ်ပဲเนาะတာเนาะဒါဆိုတော့ကျွန်တော်ဆင်းခဲ့တဲ့ဘယ်မှာရိုက်ကြခဲ့ရအောင်ဗျာဒီလိုပဲဆင်းခဲ့ရိုက်ကြတာဟုတ်14ပေသလား15ပေသလားတခြားမမေ့တော့ဒီသလားတွေကဒီဘက်ဆိုရင်ထိုးပေးပါလေโอเคဒါကျွန်တော်မင်္ဂလာသေးတရားဘက်ကိုဆင်းမယ်ကျွန်တော်စနာဟိုဘက်ကရိုက်ပြဘယ်လိုလုပ်ကြပါ့လာကောင်းဘူးလားဗျကျွန်တော်ပြန်မယ်ဗျာနော်ပြန်တော့တော့ရေးမတစ်ပိုင်းတော့ဆက်ကြည့်တာကျွန်တော်ဝါးရေးဖျားလမ်းကိုပြန်ရောက်ပြီပြန်ရကန်တော့ပြန်ရောက်ပြီဗျာရှေ့မှာမရဘူးဆိုတာလမ်းနေရကားများရိုက်လို့မရအဲကြောင့်မျိုးထဲမှာကျွန်တော်မျိုးထဲမှာစီးမယ်ဆိုရင်မနက်ခင်းစောစောပိုင်းပဲကောင်းတယ်ပေါ့နော်နည်းနည်းလေးနောက်ကျသွားရင်ကားရှုပ်သွားရင်စီးလို့လည်းမကောင်းတော့ဘူးဗျာမွန်းကျက်တယ်အဲဒီစောစောလေးပဲထားပြီးနေဒီလိုချိန်တော့ပြန်ပေါ့ဗျာမနေ့ပိုင်း beginner ride လေးတွေပေါ့ဟာတော့မအေးရပြန်ရောက်ပြီကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်မယ်ဗျာအားလုံးကျေးဇူးတင်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်โอเค bye bye